M3 set တွေကို version မြင့်ဖို့ဘာလို့လဲဆိုတော့ USB ဒီမှာပါတဲ့ USB ကျိုးလို့မယ်နောက်ပြီးတော့USB ကျိုးကကြတော့အောက်ကအပေါက်လေးမှာတစ်ဖက်တက်မယ်နောက်တစ်ဖက်ကကြတော့ကျွန်တော်တို့အခုကဖုန်းနဲ့ဘာရှင်းမြင့်မှာဆိုတော့ဒီမှာ adapter ကောင်းလေးလိုမယ်Type C ကောင်း Type C ဖုန်းအတွက် Type C ကောင်းဒီမှာဟိုကောင်းအရင်တုန်းက micro ကောင်းအတွက်ဆိုရင်တော့ဒါ micro to USB adapter လိုမယ်ခုလောလောဆယ်လုပ်ပြမှာတော့ကျွန်တော်ဖုန်းက Type C ဆိုတော့ Type C ကောင်းတဲ့တုံးပြီးတော့ version မြင့်ပြမှာဖုန်းဆက်နဲ့ဖုန်းနဲ့ကိုဆက်လိုက်ပြီးဆိုရင်သူကဖုန်းမှာကသူကတက်လာလိမ့်မယ်USB drive ဆက်ပြီးတက်လာလိမ့်မှာအဲ့ဒါကို explore နှိပ်လိုက်မယ် explore နှိပ်လိုက်ရင်အဲ့ set ထဲမှာသူပါတဲ့ folder တွေ့လိမ့်မယ်အဲ့မှာရှိသမျှအဲ့ဒီဟာတွေအကုန်ဖြည့်ရမှာ set ထဲက folder တွေကိုအရင်ဆုံးဖြည့်ရမယ်အဲ့မှာ delete နှိပ်မယ် select ရွေးပြီးတော့ delete နှိပ်မယ်ပြတ်သွားပြီအခုဆိုရင် set ထဲမှာရှိတဲ့ folder တွေပြတ်သွားပြီအဲ့ဒါဆိုရင်နောက်ပြန်သွားမယ် okay ပြီးတော့ကြတော့ပြီးရင်ဖုန်းထဲမှာdownload တဲ့ update software ကိုပြန်တင်မယ်ကျွန်တော်ဒီမှာ download folder ထဲမှာထည့်ထားတယ်အခုဒီကောင်တွေကဘာလဲဆိုဟို zip file တွေ raw file တွေအဲ့ဒီကောင်တွေကိုဖြီးရမယ်ဖြီးမယ်ဆိုရင်ဒီကောင်နှိပ်လိုက်မယ်ပြီးကြရင်အဲ့မှာ extract here ပေါ့ဒီမှာပဲဖြီးလိုက်မယ်ဆိုတာဒါဆိုရင် folder ကိုတွေ့ရပြီ zip file ထဲမှာတွေ့တဲ့ရှိတဲ့ folder တွေ့ရပြီအဲ့ folder တွေကိုဒါထပ်ပြီးတော့ဝင်လိုက်မယ် download ဆိုတဲ့ folder တွေ့တဲ့အထိဝင်မယ်ဝင်ပြီးရင်အဲ့ဒီကောင်ကို select မှတ်မယ် select မှတ်ပြီးရင် copy လုပ်မယ်အဲ့ဒီ folder တစ်ခုလုံးကို copy လုပ်မယ် copy လုပ်ပြီးပြီဆိုရင်ခုနက set ထဲကိုပြန်ထည့်မယ်အဲ့ဒီ USB drive set ထဲကိုပြန်ထည့်မယ်ပြန်ပြီးတော့ paste လုပ်မယ် paste ကိုနှိပ်ဒီလိုနှိပ်ပြီးဆိုရင်သူရာခိုင်နှုန်းနဲ့ပြနေတယ်သူက set ထဲကိုပြန်ပြီးတော့ကူးထည့်အဲ့ဒီမှာ copy လုပ်နေတယ် 5% နည်းနည်းတော့ကြာမယ်ဒါ100ပြည့်တဲ့ထိစောင့်7% ကြာမယ်ဆိုတော့ကျွန်တော်ဗီဒီယိုဒီမှာတစ်ဖြတ်ဖြတ်ထားလိုက်မယ်ပြီးမှနောက်တစ်ပိုင်းကိုတစ်ခါထပ်ပြီးတော့ပြမယ်